ပြည်သူ့စစ်မှုထမ်းဥပဒေအရအမျိုးသမီးစစ်မှုထမ်းများခေါ်ယူခြင်းနဲ့တင်နန်းဖွင့်လှစ်ခြင်းလုံးဝမရှိကြောင်းနိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဒေါက်တာခိုင်ခိုင်စိုးကပြောကြားခဲ့ပါတယ်။အမျိုးသမီးပြည်သူ့စစ်မှုထမ်းတွေခေါ်ယူနေပြီးတင်နန်းပေးနေသည်ဆိုတဲ့သတင်းတွေထွက်ပေါ်လာမှုအပေါ်နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဒေါက်တာခိုင်ခိုင်စိုးကဩဂတ်စ်လ17ရက်နေ့မှာပြန်လည်ရှင်းလင်းပြောကြားခဲ့ပါတယ်။လက်ရှိအချိန်ထိမိမိဆန္ဒလျောက်ရှောက်လွှာတင်သွင်းပြီးတက်ရောက်ရတဲ့အမျိုးသမီးစစ်မှုထမ်းတပ်သားတက်ကြက်ကြီးစီရေးနဲ့အရာရှိတင်နန်းတွေကိုသာဖွင့်လှစ်ထားပြီးပြည်သူ့စစ်မှုထမ်းဥပဒေအရအမျိုးသမီးစစ်မှုထမ်းတွေခေါ်ယူခြင်းနဲ့တင်နန်းဖွင့်လှစ်ခြင်းလုံးဝမရှိကြောင်းပြောလိုပါတယ်လို့နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဒေါက်တာခိုင်ခိုင်စိုးကပြောကြားခဲ့ပါတယ်။ဒါကြောင့်မှော်ပြီးရကတ၄မှာပြည်သူ့စစ်မှုထမ်းဥပဒေအရအမျိုးသမီးစစ်မှုထမ်းတင်နန်းဖွင့်လှစ်ထားတယ်လို့ထွက်ပေါ်နေတဲ့သတင်းမှာသတင်းအမှားသာဖြစ်တယ်လို့အသိပေးအပ်ကြောင်း၎င်းကဆိုပါတယ်။ပြည်သူ့စစ်မှုထမ်းဥပဒေအရအမျိုးသားပြည်သူ့စစ်မှုထမ်းများခေါ်ယူလျက်ရှိရာတင်နန်းအမှတ်စဉ်20ခွန်အထိရောက်ရှိနေပြီဖြစ်ပြီးလက်ရှိအထိတင်နန်းဆင်းသွားသည့်တင်နန်းအမှတ်စဉ်မှာတင်နန်းအမှတ်စဉ်24အထိရှိပြီဖြစ်ပါတယ်။